ဇလန်းလေးမစခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာအပိုင်းတစ်တွေတင်တိုင်းအရင်ဆုံးသိရအောင်ခေါင်းလောင်းလေးကိုပါနှိပ်ထားပြဖို့မမေ့နဲ့နော်အပိုင်း7ရေရောက်မှရေရောက်တကားကြီး The Ancient Gate from the Deep ကောင်းကင်ယံကလမင်းကြီးဟာသွေးလိုနီရဲနေတဲ့အချိန်မှာတော့ပင်လယ်ရေပြင်ဟာရုတ်တရက်ပွပွန့်ဆူလာပါတယ်ဥပရဲ့လှင်ငယ်လေးဟာလှိုင်းလုံးနေကြတဲ့မှာလူလွတ်နေပြီးဇေယတယောက်လှေပန်းကိုတင်းတင်းကြပ်ကြပ်စုပ်ကိုင်ထားရတယ်ခဏကြာမှာတော့ရေရောက်ကျမ်းပင်ကနေအေယာမကြောက်တုံကြီးတွေနဲ့တိဆောက်ထားတဲ့ရှေးရောင်းတကားမကြီးတစ်ခုဟာရေတွေကိုခွဲထွက်ပြီးဖြည်းဖြည်းချင်းပေါ်လာပါတော့တယ်တကားကြီးပေါ်မှာရေညှိတွေကပ်နေပြီးပဟေလိတက်တာပေါ်ကတင်ဂေတာရီလိုမျိုးအပြာရောင်အလင်းတွေကလတ်လတ်တောက်ပါနေပါတယ်ဥပကလှေကိုတကားကြီးနားကိုကတ်လိုက်ပါတယ်တကားမှာလက်ကင်ဖို့မရှိဘဲလှဲလို့ရတဲ့ကြောက်သားဆက်သွားဝိုင်း gears တွေနဲ့တောပေါက်တစ်ခုကိုပဲတွေ့ရတယ်။ဇေယကတထားကြီးဝါတော်နဲ့မြေပုံကိုထုတ်လိုက်ပါတယ်။မြေပုံကိုတေချာကြည့်လိုက်တဲ့အခါမြေပုံဖော်ကအဆက်အပြောက်လေးတွေဟာကြောက်သားဆက်သွားဝိုင်းတွေရဲ့အနေထားနဲ့ကွက်တိကြော့နေတာကိုဇေယသတိထားမိလိုက်တယ်။ဒါဟာတာမန်မြေပုံမဟုတ်ပဲကုတ်ဖြီတဲ့စနစ်တစ်ခုပါ။ဇေယဟာမြေပုံမှာအတန်းကြောက်သားဝိုင်းတွေကိုနေရာချလိုက်ပြီးအလဲကအပေါက်ထဲကိုကြေးဝါတော်တန်ထက်ကအားကုန်လှဲ့ချလိုက်တယ်။ဂလောက်ဝုံအေယာမကြောက်တကားခီဟာနှစ်ပေါင်းများစွာအိတ်ဆက်နေရကနေအတန်ကျဲကြီးနဲ့အတူပွင့်ထားသွားပြီးလွေဝက်စမ်းကျဲတဲ့ဥမိတ်လွှိုင်ကုန်းကြီးတစ်ခုပေါ်လာပါတော့တယ်။ငါတို့လုံနိုင်နေဥပါငငယ်အထဲဝင်ကြစို့လူဇေယကဝမ်းတာအားရအော်ပြောလိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူတို့ရဲ့နောက်ကျောပတ်ပင်လေရေပင်စီကနေအင်ဂျင်ထန်ပြင်းပြင်းတွေထွက်ပေါ်လာပါတယ်။လှည့်ကြည့်လိုက်တဲ့အခါအလင်းရောင်ပြင်းထန်တဲ့မီးမောင်းကြီးတွေထိုးထားတဲ့ Kidmin Speedboat 9 စီးဟာသူတို့စီကိုအရှိန်ပြင်းပြင်းနဲ့ဦးတည်လာနေပါပြီ။သမုတ်တရာအရေးအဖွဲ့ရဲ့ဂိုင်းသားတွေရောက်လာကြပြီ။